ဒီလိုမျိုးအစလေဆုံးကို before and after ဒီဆောက်တဲ့နည်းကို AI နဲ့သုံးပြီးလုပ်ပြပေးသွားမှာဖြစ်ပါတယ်ကိုကအိမ်မဲဖြစ်ဖြစ်ကိုဆောက်လုပ်ချင်တဲ့ပစ္စည်းပဲဖြစ်ဖြစ်ကိုရောင်းချချင်တဲ့ product ပေါ့နော်အစိတ်ကူးရှိတယ်ဆိုရင်အစလေဆုံးကိုပုံဖော်လို့ရတယ် 3D ပုံစံပေါ့နော် before and after ပေါ့ဒီဥစ္စာကိုမလုပ်ခင်ဒီဥစ္စာကိုလုပ်ပြီးသွားပြီဆိုဘယ်လိုလုပ်ကြတာလဲနောက်ကကြတော့ဒီ real estate ကသူတွေ engineer စင်ပြေစီမဲ့ tools ကိုခုပြောပြပေးသွားမယ်အဲ့ဒီဟာထွေထွေထူးထူးမဟုတ်ပါဘူးကတ်မှာပဲလုပ်တဲ့နည်းဖြစ်ပါတယ်ကတ်မှာလုပ်တဲ့အခါကျရင်အဓိက brown ပေါ့နော်အခုနီလန်တိုင်းလုပ်မယ်ဆိုရင်တော့တပုံစံတိုင်းရရှိမှာဖြစ်တယ်အများကြီး tools တွေကိုစဉ်းစားစရာမလိုဒီ tools နဲ့ပဲလုပ်လိုက်အောင်မယ်အဲ့တော့ step by step လုပ်တဲ့နည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့လိုက်ကြည့်လိုက်မယ်ပေါ့နော်ဒီအင်တအင်ကိုမဆောက်လို့ခင်နဲ့ဆောက်ပြီးသွားပုံပေါ်တဲ့ပုံစံပေါ့နော် Okay ဆိုတော့အဲ့ဒီဟာကိုလုပ်ဖို့အတွက် CapCut ထဲရောက်သွားပါမယ်ပြီးသွားပြီဆိုရင်ဒီ Dreamweaver Seedance ကိုသုံးမှာဖြစ်ပါတယ်အခု area တော့ brown အတွက်ကိုတော့ clock ကိုသုံးပါတယ်ဒီရန်ကုန် town hall construction ဒါတော့ရန်ကုန်အတွက်လုပ်ပေးထားတာပေါ့နော်ခုနရထားတဲ့ brown ကိုရေးပါမယ်ပြီးသွားပြီဆိုရင် video ရွေးပါမယ် second ကို area ကဒီမှာ50 second ထားပါမယ်ပြီးတော့ generate လုပ်လိုက်ပါမယ်အဲ့တော့ရန်ကုန် location ပေါ့နော်တုတ်တွေရောကျွန်တော်ကဇီဒီပထိုးတွေရောအကုန်ထည့်ထားတာပဲတယ်ပေါ့နော်ဆိုတော့ဒါကတော့သေးစိတ်ဘယ်မှာတိဆောက်ပေးပါလို့ထပ်ပြောရင်တော့ရရပေါ့နော် area တော့ general ဆန်ရန်ကုန်လို့ဒီမြန်မာလို့ပဲထည့်ပြောထားတာဖြစ်တဲ့အတွက်သူက signature တွေထည့်သွားတဲ့ပုံစံပေါ့နော်ဆိုတော့ brown ရင်းနီးကတော့အဓိကဖြစ်တယ် brown တွေကတော့ပို့ပြီးတော့စနစ်တကျလေးလာခြင်းနဲ့ဆိုတော့တင်တန်းမှာတော့ပြပေးထားတယ်ဒါပေမဲ့ဗီဒီယိုတွေကို cut နဲ့အလဲလုံးလို့ရတယ်ဆိုတော့အများသိစေခြင်းလို့ဖော်ပြရခြင်းဖြစ်ပါတယ်ကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးကိုတေးချာလေးလာခြင်းနဲ့ brown တွေကအစသေးစိတ်ကိုလေးလာခြင်းနဲ့ AI ကိုဘာမှမသိသေးဘူးအခြေခံကနေခုမှလေးလာခြင်းနဲ့လက်တွေ့မှာသုံးချနေတဲ့ tools တွေ animation video တွေကြော်ညာတွေ social media မှာတင်လို့ရတဲ့ပုံတွေ video တွေကိုဖန်တီးခြင်းနဲ့ဆိုရင် AI for practical use ကိုလာရောက်တက်လို့ရပါတယ်ဒီလမှာဆိုရင် discount တွေလည်းရှိတယ်သင်ခန်းစာ video 90နီးပါးနဲ့သင်တန်းသားလည်း900ကျော်ဖြစ်ပါတယ်ဒါအပြင် digital marketing ကိုခုမှလေးလာခြင်းနဲ့ digital normal lifestyle ကိုသွားခြင်းနဲ့ freelance လုပ်ခြင်းနဲ့တကယ်လက်တွေ့မှာပဲလုပ်ငန်းခွင်ထိဝင်သွားတဲ့သင်တန်းသားတွေလည်းများပြားရှိရကြောင်းဒီသင်တန်းကိုခုပဲ recording သုံးဖို့ဆို class ကိုလာရောက် join လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုအများအတွက်ကြိုးရှိအောင်ပြန်လည်ဝင်မျှခြင်းပေးကူညီနိုင်ပါတယ် bye bye